ဒီနေ့မှာတော့ကျွန်တော်တို့အတူတူလေ့လာကြည့်ချင်တာကတော့ The One Thing ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့အကြောင်းအရာတစ်ခုပါဒါကထုတ်လုပ်နိုင်စွမ်းနဲ့အောင်မြင်မှုအပေါ်မှာကျွန်တော်တို့တွေမြင်လေးရှိတဲ့အမြင်နဲ့နည်းနည်းလေးဆန့်ကျင်ဘက်ဖြစ်နေနိုင်တယ်ဒါပေမဲ့အရန်ကိုအစွမ်းထက်တဲ့ချင်းကပ်မှုတစ်ခုကြောင့်ပါပဲကဲစလိုက်ကြအောင်နေတိုင်းလှုပ်ရှားတွေကတပုံတပင်ဟိုကိစ္စဒီကိစ္စနဲ့အချင်းဘလို့ကုံသွားမှမသိအာယုံစိုက်စရာတွေကလည်းများလုံးတော့တကယ်တမ်းကိုယ့်အတွက်အရေးကြီးတဲ့ရီမှန်းချက်တွေစီတလိုင်းမှမရောက်သေးတယ်လို့မျိုးအဲ့လိုမျိုးခံစားချက်ကိုကျွန်တော်တို့အားလုံးလို့ကြုံဖူးကြမှာပါဆိုတော့ဒီယူဆကနည်းနည်းတော့ထူဆနေဟုတ်အဲ့လိုပိုပြီးချင်းအများကြီးလုပ်ရမှာပေါ့လို့ထင်စရာရှိပေမဲ့တကယ်လို့ဝချက်ကအဲ့ရပြောင်းပြန်ဗျအရာနည်းနည်းလေးကိုပဲအားလုံးစိုက်တာကပူကြီးမားတဲ့အောင်မြင်မှုကိုရစေတယ်ဆိုတာပါပဲဒါကအလုတ်များနေမှာတော်ကီဆိုတဲ့အယူဆကိုစင်ခေါ်လိုက်တာပါပဲကဲအဲ့ဒီအဓိကအချက်ကိုပိုရှင်းသွားအောင်စောက်ထက်ကအဓိကဥမာတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့ဒိုမီနိုအကျိုးသက်ရောက်မှုပါတင်းငယ်ပြီးအာယုံစိုက်ထားတဲ့လို့ဆောင်ချက်လေးတွေကဘလော့ကြောင့်မယုံနိုင်စရာကောင်းတဲ့အရှင်ကိုဖန်တီးပေးနိုင်တယ်ဆိုတာကိုရှင်းပြသွားမှာပါဒီဒိုမီနိုဥပမာလေးကိုမြင်အောင်ကြည့်လိုက်ပါဒိုမီနိုအသေးလေးတစ်ခုကသူ့ထက်နည်းနည်းပိုကြီးတဲ့ဒိုမီနိုကိုလဲနိုင်တယ်အဲ့ဒီဒိုမီနိုကနောက်ထပ်ပိုကြီးတဲ့တစ်ခုကိုဆက်လဲသွားတယ်ဒီလိုနဲ့ပဲအောင်မြင်မှုဆိုတာလဲအဆင့်မီတစ်ဆင့်တီးဆောက်ရတာပါမှန်ခင်တဲ့ပထမဆုံးဒိုမီနိုတုံးကိုတွန်းလဲလိုက်နိုင်တာနဲ့နောက်ဆက်တွဲအောင်မြင်မှုတွေကအရှင်အောင်နဲ့လိုက်လာမှာပါကောင်းပြီအခုဆက်သွားမှာကတော့ကျွန်တော်တို့ကိုထူးခြားတဲ့ရလက်တွေမရအောင်နောက်ခံနေဆွဲထားတဲ့လူအများစုကတော့အမှန်လို့ထင်ပြီးယုံကြည်နေကြတဲ့အယူဆမွားတွေကြောင့်ပဲဖြစ်ပါတယ်ပထမဆုံးလိန်ညာချက်ကတော့အလုတ်တိုင်းကအရေးပါပုံးတူတယ်ဆိုတာပါပဲတကယ်တော့အဲ့လိုမဟုတ်ပါဘူးတူတူ list ဆိုတာလို့ဆရာရှိတာမှတ်ထားတဲ့ဇယင်းသက်ပဲဒါပေမဲ့အောင်မြင်မှုဇယင်း success list ဆိုတာကတော့အရေးအကြီးဆုံးຢာတွေကိုဦးစားပေးရလိုက်စီထားတာပါဒါကို80ပိုင်း20နေရာမှာဒါမှမဟုတ် Pareto နေရာမှာကကောင်းကောင်းထောက်ခံပေးထားတယ်ဆိုလိုတာကကိုထည့်လိုက်တဲ့ကြိုးစားအားထုတ်မှုရဲ့20%လောက်ကအကိုလိုချင်တဲ့ရလိုက်ရဲ့80%ကိုယူဆောင်လာပေးတယ်ဆိုတာပါပဲဒါကြောင့်အဲ့ဒီအရေးကြီးဆုံး20%ကိုရှာပြီးအာယုံစိုက်ဖို့ကအရင်အရေးကြီးပါတယ်နောက်ထပ်အယူဆမားတစ်ခုက multitasking ပါအလုပ်တွေအများကြီးကိုတပြိုင်တည်းအလုပ်တာကအချင်းကုန်တက်တာတယ်လို့ထင်ရပေမဲ့တကယ်တော့ဦးနောက်ကအလုပ်တစ်ခုကနေနောက်တစ်ခုကိုအမြန်ပြောင်းနေတာပဲအဲ့လိုအာယုံပြောင်းလိုက်တိုင်းမှာအချိန်နဲ့ဆွမ်းရှင်တွေဆုံးရှုံးတယ်အမားပုံများလာတယ်နောက်ဆုံးမှာတော့ဘာတစ်ခုမှတေချာမပြမြောက်တော့ပါဘူးအမြဲတမ်းကိုယ့်ဘကိုစီခံတင်းကျပ်ထားနိုင်တယ်လို့ရောထင်ပါသလားတကယ်တော့ will power လို့ခေါ်တဲ့စိတ်သက်ခွန်အားကဖုံးဘက်ထရီလိုပါပဲမနေ့ကမှအားဖြည့်နေစတင်ပြီးတနေ့တာလုံးသုံးဆွဲသွားတဲ့အခါတဖြည်းဖြည်းအားနည်းလာပါပဲဒါကြောင့်ကိုယ့်ရဲ့စိတ်သက်ခွန်အားအကောင်းဆုံးအချိန်မှာအရေးကြီးဆုံးအလုပ်ကိုအရင်ဆုံးလုပ်ဖို့ကအဓိကပါပဲတကယ်အစည်းကမ်းဆိုတာအဲ့ဒီ will power ကိုအမြဲတမ်းသုံးနေရတာမဟုတ်ပါဘူးအားကောင်းတဲ့အလေးချင်းကောင်းတစ်ခုဖြစ်လာတဲ့အထိတွန်းအားပေးဖို့ပဲလိုတာပါလေးလာမှုတွေကတော့အလေးအကျင့်တစ်ခုဖြစ်ဖို့ပြန်66ရက်လောက်ပဲကြာတယ်လို့ဆိုပါတယ်အလုံးနဲ့ဘဝ balance ညီရမယ်ဆိုတာကိုရောဘယ်လိုထင်ပါလဲဒီစာအုပ်ကတော့ထူးခြားတဲ့ရလက်တွေရဖို့တခါလေလေမှာအစွန်းရောက်ဖို့လိုတယ်လို့ဆိုပါတယ်ဆိုလိုတာတော့ balance type counter balance ကိုအာရုံစိုက်ဖို့ပါအရေးကြီးတဲ့အလုပ်တစ်ခုကိုအာရုံစိုက်နေချိန်မှာတခြားຢာတွေခဏလောက်ဟန်ချက်ပြတ်သွားနိုင်ပေမဲ့ပြီးသွားရင်တော့ဟန်ချက်ပြန်ထိန်းညီတာမျိုးပေါ့ဒါကအောင်မြင်မှုအတွက်မလွဲမရှောင်သာတဲ့အရာတစ်ခုပါโอเคအဲ့ဒီယူဆမားတွေကိုတည်ပြီးဆိုတော့ကိုယ့်တော့တကယ်အရေးကြီးရဲ့တခုတည်းတော့အရာကိုဘယ်လိုရှာမလဲအခုအဲ့ဒီတော့လက်တွေ့ကြတဲ့နီလန်းတစ်ခုစီကိုဆက်သွားပါမယ်နောက်တော့အစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်တဲ့အာယုံစိုက်စင်မဲ့မေးခွန်းပါပဲဒီမေးခွန်းကပထမဆုံးတွန်းလဲရမယ်ဒိုမီနိုကိုရှာဖွေဖို့တော့ချက်ဖြစ်ပြီးကိုအခုလုတ်မဲ့ရာနဲ့ကိုယ့်ရဲ့အကြီးဆုံးရည်မှန်းချက်ကိုတိုက်ရိုက်ချစ်ဆက်ပေးတဲ့တရားတစ်ခုလိုပါပဲမေးခွန်းအပြည့်စုံကတော့ဒါပါပဲဒေကြကြည့်ရင်သူ့မှာအပိုင်း၃ပိုင်းပါပဲပထမဆုံးကတစ်ခုတည်းအော်ရကိုပဲအာရုံစိုက်တယ်ဒုတိယကတော့အဲ့ဒါကိုလုတ်လိုက်ရင်တခြားຢာတွေပိုလွယ်သွားမလားမလိုအပ်တော့ဘူးလားဆိုတဲ့အစွမ်းတက်တဲ့ဇာနှုံးတစ်ခုပါပဲနောက်ဆုံးတစ်ခုကတော့ကိုပုံကြီးချုံမြင်နိုင်အောင်လက်ညွန်ပေးတာပါပဲဒီမေးခွန်းရဲ့အကောင်းဆုံးချက်ကတော့ကိုယ့်ရဲ့အကြီးမားဆုံးဖြစ်တဲ့အိမ်မက်ပန်းတိုင်ငယ်နဲ့စပြီးနောက်ပြန်စဉ်းစားလာလို့ရတာပါပဲအဲ့ဒီပန်းတိုင်ကိုရောက်ဖို့9နှစ်မှပါလောက်ရမလဲအဲ့ဒီ9နှစ်ပန်းတိုင်ကပဲ1နှစ်မှပါလောက်ရမလဲဒီလိုနဲ့လက်စဉ်အပတ်စဉ်နောက်ဆုံးမှအခုချက်ချင်းပါလောက်ရမလဲဆိုတဲ့အရေးကြီးဆုံးအလုပ်တစ်ခုတည်းကိုရှာတွေ့ပါစေမှာပါကဲကိုယ့်ရဲ့ one thing ကိုတော့ရှာတွေ့ပြီဒါပေမဲ့အဲ့ဒါကိုတကယ်လုံးဖြစ်အောင်ဘယ်လိုလုပ်မလဲဘာလို့လဲဆိုတော့ကျွန်တော်တို့ပုံမှန်ချိန်မှာအာယုံနောက်ဆရာတွေအနောက်ရှက်တွေကအများကြီးပဲလေအဲ့တော့ကိုယ့်ရဲ့ဦးစားပေးရာကိုကာကွယ်ဖို့လိုလာပါပြီအကောင်ဆုံးနည်းလမ်းကတော့ time blocking ပါဒါကကိုယ့်ရဲ့ဦးစားပေးအလုပ်နဲ့ကိုယ်တိုင်ချိန်ဆိုတာပဲတခြားဘသူနဲ့မှချိန်ထားတာထက်
ပိုရေးချတဲ့ appointment တစ်ခုလို့ပေါ့ဖြတ်လို့မရရွှေ့လို့မရတဲ့အချိန်တစ်ခုအဖြစ်သတ်မှတ်ပြီးအဲ့ဒီအချိန်မှာအဲ့ဒီတစ်ခုတည်းကိုပဲအာရုံစိုက်လုပ်ဆောင်တာပါဒီလို time lock လောက်ထားပေမဲ့အောင်မြင်မှုကိုလာခိုးယူမဲ့သူခိုးလေးယောက်ရှိပါတယ်အဲ့ဒါတွေကတော့တခြားသူတွေရဲ့တောင်းဆိုချက်တွေကို no လို့မပြောနိုင်တာအရာရာကိုစနစ်တကျဖြစ်နေမှကြိုက်ပြီးရှုပ်ထွေးမှုကိုကြောက်တာကျမကြီးကိုဂရုမစိုက်တာနဲ့ကိုအောင်မပြတဲ့ပတ်ဝန်းကျင်မှာနေထိုင်တာအဒီပါပဲဒီအရာတွေကိုတတိထားပြီးစီမံခန့်ခွဲဖို့လိုပါတယ်ဒီတော့ဒီတင်ဆက်မှုရဲ့အဆုံးမှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ညီကုန်းချိုးချင်ပါတယ်အခုဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်မှာတော့ကိုပြန်မေးကြည့်ဖို့အချိန်ရောက်ပါပြီကိုရဲ့ဘဝအတွက်ကိုရဲ့အလုပ်အတွက်တကယ်အရေးကြီးဆုံးဖြစ်တဲ့ the one thing အဲ့ဒါကဘာများဖြစ်မလဲ